တွန်းတို့ပြည်သက်ကြီးမင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်တော့မြင်းလဲတစ်စီးရဲ့တာယာတွေကိုတင်ဆက်ပေးမှာပါမြင်းလဲအစပုံပြက်ကဆိုပြီးစောစကားရှိပါတယ်မြင်းလဲဖြစ်ပေါ်လာကုန်ကတော့လွန်ခဲ့တဲ့16ရာစုတုန်းကမြန်မာနိုင်ငံမှာစပြီးတော့ဖြစ်ခဲ့ပါတယ်မော်လမြိုင်မြို့ကဂျူလီယာလူမျိုးတဦးဖြစ်တဲ့ဦးလီဟာဘိန်းလေးဘိန်းနဲ့မြင်းနှကောင်တက်မြင်းရထားကြီး2စီးကိုစတင်ပြီးတော့တီထွင်ခဲ့တဲ့သူပါသူဟာအဲ့မြင်းရထားကြီးကိုမော်လမြိုင်ကြိုင်မရောမော်လမြိုင်မှုတုံအသွားပြန်ပြေးဆွဲရာကနေပြီးတော့စတင်ခဲ့ပါတယ်ဦးလီရဲ့မြင်းရထား2စီးကိုတော့ပုံပြန်နဲ့ပုံဆောင်ဆိုပြီးတော့လဲမြမဆန်ဆန်နာမည်ပေးခဲ့တာပါမြန်မာနိုင်ငံမှာရထားလုံးလို့ခေါ်တဲ့ပြည်တော်မြင်းလဲလေးတွေကတော့ပြည်ဦးလွင်ကို1886ခုနှစ်တုန်းကရောက်ရှိလာခဲ့တာပါ1838ခုနှစ်ကနေ1846ခုနှစ်အတွင်းရန်ကုန်မြို့နဲ့1885ခုမှာမန္တလေးမြို့မှာတက်ယူပို့ဆောင်ရေးမှာရထားလုံးကောင်မြင်းလဲတွေကိုစပြီးတော့အသုံးပြုခဲ့တာလို့သိရပါတယ်အခုခေတ်ခါမှာတော့မြင်းလဲတွေကိုအင်းဝမင်းကုန်းဘက်နဲ့ပကံဘက်မှာအနှဲငယ်တွေ့နိုင်ပါသေးတယ်ခရီးသွားလုပ်ငန်းတွေမှာမြင်းလဲလေးစီးပြီးတော့ဖျားတွေလှည့်ဖူးနိုင်အောင်လို့စီစဉ်ပေးတာမြင်းလဲလေးနဲ့ထင်ရှားတဲ့ခရီးသွားနေမြေတွေစီကိုပို့ဆောင်ပေးတာအဆရှိတဲ့လုပ်ငန်းတွေမှာအသုံးပြုနေကြဆဲပါထူးခြားတာတစ်ခုကတော့မြင်းလဲကိုအများအားဖြင့်အမျိုးသားတွေပဲမောင်းလေးရှိတယ်ဆိုပေမဲ့အင်းဝဘက်မှာဆိုရင်တော့အမျိုးသမီးမြင်းလဲမောင်းသမားတွေကိုလည်းတွေ့ရှိနိုင်ပါတယ်အညာဘက်တွေမှာဆိုရင်တော့ဘိန်းနှဘိန်းနဲ့မြင်းလဲကိုတွေ့ရှိနိုင်မှာဖြစ်ပြီးတော့ရှမ်းပြည်နဲ့မန္တလေးပြည်ဦးလွင်အဆရှိတဲ့ဒေသတွေမှာဆိုရင်တော့ဘိန်းလေးဘိန်းနဲ့မြင်းလဲကိုလည်းတွေ့ရှိနိုင်မှာပဲဖြစ်ပါတယ်ဒီနေ့ကတော့မြင်းလဲတစ်စီးရဲ့ diary အကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်